ပြည်ထောင်စုနိုင်ငံလို့ပြောပြီးလူမျိုးတစ်မျိုးနာမည်နဲ့ယူထားလို့ပြည်ရင်းစစ်နဲ့ပဲတန်နေဆိုပြီးမှန်တယ်ကရင်ကောင်နော်အဲ့ကြတော့ဒီစာလေးကိုကြည့်ဒီစာလေးကလေသူတို့ရေးထားတဲ့အကြောင်းအရာတွေထဲမှာဘာတွေပါလဲဆိုတာကြည့်နော်မြန်မာနိုင်ငံကိုမြန်မာလူမျိုးကိုနော်လွတ်လပ်ရေးမရခင်ဂျားပြက်အစိုးရဖြစ်နေအုပ်ချုပ်ခွင့်ပေးတော့မြန်မာနိုင်ငံကိုအင်္ဂလိပ်ကဘာမာလို့ပဲခေါ်တယ်ငါတို့ဂျားပြက်အစိုးရကို Burmese government လို့ခေါ်တယ် Burmese government ဆိုတာလေငါတို့လူမျိုးကိုပြောတာငါတို့လူမျိုးတစ်မျိုးတည်းကိုပဲအင်္ဂလိပ်က Burmese လို့ခေါ်တာမင်းတို့ကရင်ဆိုကရင်ပဲခေါ်တာရှမ်းကိုရှမ်းပဲခေါ်တာမွန်ကိုမွန်ပဲခေါ်တာငါတို့မြန်မာလူမျိုးကိုပဲ Burmese ခေါ်တာနော်အဲ့ဒီမှာနောက်ထပ်စာကြောင်းပါတယ်ပါလေသိလားပင်လုံစာချုပ်အရာနော်ပင်လုံစာချုပ်ထိုးပြီးတော့ပင်လုံစာချုပ်သဘောတူညီချက်ရှိပြီးတဲ့နောက်ကိုနောက်အခါမှာ Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်မယ်ဆိုတာစာကြောင်းပါတယ်တွေ့လားအဲ့ဒီတော့ငါတို့မြန်မာနိုင်ငံကပင်လုံစာချုပ်သွားထိုးလို့ပြည်ထောင်စုဖြစ်သွားတာနော်မင်းတို့ပထွေးအင်္ဂလိပ်ကတော့မှငါတို့ကိုလွတ်လပ်ရေးပေးခဲ့တာ Union of Burma နဲ့ Burmese နဲ့ပေးခဲ့တာအဲ့ဒါကိုမင်းကဘာကောင်မလို့ငါတို့ကိုနိုင်ငံကိုလူမျိုးနာမည်တက်ယူထားတယ်လို့ပြောတာလေမင်းကဘာကောင်မလို့ပြောတာလေပြောစမ်းပါငါတို့နိုင်ငံကြီးကိုတိုက်ပြီးသိမ်းနိုင်တဲ့အင်္ဂလိပ်ကတော့ငါတို့ Union of Burma နဲ့ Burmese နဲ့ပြန်ပြီးလွတ်လပ်ရေးပေးခဲ့တာနော်သိလားတကယ်ဆိုမင်းတို့ကရင်တွေကလေငါတို့မြန်မာတွေကိုကျေးဇူးတင်ရမှာသိလားမင်းတို့အင်္ဂလိပ်ကိုတစ္ဆာခံခဲ့တယ်နော်ငါတို့ဗမာတွေလွတ်လပ်ရေးမရအောင်မင်းတို့စီးပြီးဝင်တိုက်ခဲ့တယ်နော်ဗိုလ်ချုပ်တို့လွတ်လပ်ရေးကြိုးစားတဲ့အခါမှာဒါပေမဲ့လေနောက်ဆုံးငါတို့လွတ်လပ်ရေးပေးတော့မယ်ဆိုတော့မင်းတို့စောပါဦးဟိုလန်ဒန်ထိသွားပြီးတော့လေသိလားလွတ်လပ်ရေးပြည်နယ်ဖွဲ့ပေးခဲ့ဖို့သွားတောင်းတာအင်္ဂလိပ်ကညင်းခဲ့တယ်မပေးခဲ့ဘူးနော်ဒါပေမဲ့မင်းတို့နောက်ပိုင်းလက်နက်ကင်စုပူမှုတွေလုပ်လို့မြန်မာအစိုးရကမင်းတို့ကိုတန်လွင်ခရိုင်ကိုမင်းတို့ကရင်ပြည်နယ်ဆိုပြီးဖွဲ့ပေးခဲ့တာနောင်မှနော်အဲ့ဒီထက်မှမြဝတီတို့ကြာအင်းတို့အဲ့ဒါတွေကိုထပ်ပြီးတိုးပေးခဲ့တာသိလားတကယ်ဆိုလို့ရှိရင်အဲ့ဒီကြာအင်းတွေမြဝတီတွေကလေငါတို့မြန်မာဘရင်တည်ထားတဲ့မြို့တွေနော်တမိုင်းမသိတဲ့သူကဒါအဲ့ဒါတွေကိုအမေကရင်မြေဆိုပြီးတော့ထင်ကောင်းထင်မယ်တမိုင်းသိတဲ့ငါတို့ကအဲ့ဒါငါတို့မြန်မာဘရင်တွေတည်ထားတဲ့ဟာတွေဆိုငါတို့ကသိတယ်ဒါပေမဲ့လေသူများကိုပြပြတာမဟုတ်ဘူးကိုပြည်တော်စုတဲ့တိုင်းရင်းသားကိုပဲပြည်နယ်ကိုသေးလို့တိုးပေးတယ်ဆိုတဲ့အမြင်နဲ့ပဲငါတို့ကတိတ်တိတ်ပဲနေခဲ့တာသိလားဘာမှတော့မပြောဘူးငါတို့ကနင်တို့ပေါ်မှာကောင်းပေသလောက်နင်တို့ကငါတို့ပေါ်မှာဆိုရင်တိတ်ပြီးစိတ်တက်အောက်တန်းကြတာကောက်ကျစ်တာသိလားနင်တို့ပထွေးအင်္ဂလိပ်ကတော့ Union of Burma Burmese နဲ့လွတ်လပ်ရေးပေးခဲ့တာနော်မင်းတို့ပြည်တော်စုဖြစ်သွားပြီမင်းတို့လူမျိုးနာမည်နဲ့မယူနဲ့ဆိုပြီးတော့ပေးခဲ့တာမဟုတ်ဘူးသိလားနော်အဲ့ဒါသိအောင်လို့ပြောပြတာ